မြန်မာပြတငယ်ချင်းတွေမိတ်ဆွေတွေတော့ဗောနော်ကစတမာတွေတော့ဗောနော်ကဲမဗောနော်ရက်မီနှုတ်ဆက်လေးပရိုပလက်လေးလာကြော်ညာပြပါမယ်ဖုန်းတစ်ခါမှ TikTok မှာမကြော်ညာဘူးဗောနော်ကဲအခုတော့စီပွားရေးတောင်းကျမ်းပါအောင်မေဗောနော်ကဲ TikTok မှာကြော်ညာပါမယ်ဗောနော်ကဲဒီကောင်လေးဆိုရှင်တော့ global လုံးလည်းမဟုတ်ဘူး stable လုံးလည်းမဟုတ်ပါဘူးပြီးလို့ရှိရင်ဒါမဲ့ play store တော့သုံးလို့ရပါတယ်ဟုတ်ပြီဗောနော် play store သုံးလို့ရတယ်တရုတ်ဆော့ပဲအကုန်ရမြန်မာဆော့ပဲလည်းအကုန်ရတယ်ဖုန်းလေးပါလေစေဗောနော်ကဲအပြူအောင်လေးလည်းရှိတယ်အရာအစုံရှိရပါဗောနော်run စနေနေ့9 6 run 75 run 16 5 ရှိတာပါရှင်မနော်ကဲကင်မရာဘိုင်းကိုချက်တော့အရှုကြည့်ကြအောင်မနော်ကဲဗောနော်ကင်မရာဆိုလို့ရှိရင်လည်းကြည်တောက်ရှင်းမှာပဲဟုတ်ပါတယ်ဗောနော် Redmi Note 14 Pro ပြထဲဟုတ်ပါတယ်ဗောနော်ကဲသူလေးဆိုရင်ဖြင့်မန်ခေါင်းမှန်ပြင်းတော့ပွေလေးနဲ့လည်းရအောင်မယ်ဟုတ်ပြီဗောနော်ကဲအခုဆိုလို့ရှိရင်ဖုန်းဝယ်အားပေးတူတိုင်းရွှေစဲကျိုးလက်ဆောင်တကွင်းရပါမယ်ဗောနော်လက်ဆောင်တကွင်းရပါမယ်အစစ်ဟုတ်ပါတယ်ဗောနော်အစစ်ဟုတ်ပါတယ်လောကကအစစ်ဗောနော်ကဲသူ့တန်ဖိုးဆိုရှင်တော့499ချက်ဟုတ်ပါတယ်ဗောနော်တေးလေးဟုတ်ပါတယ်မင်္ဂလေးတွေကမင်္ဂလေးတွေဆွဲလို့ရှိရင်အရင်ကမှပဲလာလို့ဆိုကြတယ်ဟုတ်ပါတယ်ဗောနော်ပြီးလို့ရှိရင်ဒီ Bluetooth နဲ့ချက်တော့ပါပတ်တော့လည်းပေးပါအောင်ဗောနော်မမကွက်ကပါအစုံပလုံရပါမယ်ဗောနော်စော့ဝဲကုန်ထပ်ပေးတယ်မူဆယ်ပို့မယ်ပြီးလို့ရှိရင်နှစ်ဖမ်းပြေဆိုရှင်လည်းအရင်ဝယ်ချေရပါရှင်ဗောနော်ကဲတခြားမျိုးဆိုရင်ညီမတို့ခွာတင်နဲ့လည်းပို့ပေးတယ်မန်လေးခတ်တဲ့ပို့ပေးဗောနော်မန်လေးရန်ကုန်လာရှိုးတိုင်ညာအကုန်ပို့ပေးပါတယ်မိုင်းလာလေးပို့ပေးပါဗောနော်ကဲစိတ်ဝင်စားမိရှင်များရှင်ဆက်တယ်လာခင်ဗျားပါပြီရှင်ဗောနော်အားလုံးဘိုင်